အဲ့နေရာမှာရင်ဖွင့်တဲ့သူကလည်းသူခံစားခဲ့ရတဲ့အရာတွေကိုရင်ဖွင့်လိုက်တယ်ရင်ဖွင့်တယ်အဲ့အခုပြောမယ့်စကားကအရန်ရေးကြီးတယ်တခြားလေးနားထောင်ပေးပါဘာကြောင့်လဲဆိုတော့ဒီလူတိုင်းမှာခံစားချက်တွေရှိတယ်ဗျာခံစားချက်တွေရှိတဲ့နေရာမှာအဲ့ဒီခံစားချက်တွေကိုကိုကရင်ဖွင့်လိုက်တယ်ဟေ့ဆိုရင်ဒီရင်ဖွင့်ခံရတဲ့သူကတယောက်ရင်ဖွင့်တဲ့သူကတယောက်ပေါ့နော်ဒီနှစ်ယောက်ရှိတယ်ဆိုရင်အဲ့ဒီနှစ်ယောက်မှာရင်ဖွင့်တဲ့သူကလည်းသူခံစားခဲ့ရတဲ့အရာတွေကိုရင်ဖွင့်လိုက်တယ်ရင်ဖွင့်တယ်အဲ့လိုမျိုးရင်ဖွင့်တဲ့နေရာမှာလည်းရင်ဖွင့်ခံတဲ့သူကဒီလက်ခံပြီးတော့နားထောင်ပေးတဲ့သူကကိုနဲ့တစ်ချိန်မှာဘာဖြစ်နိုင်မလဲဆိုတာမသိဘူးဆိုရင်တော့အရင်ကြီးရင်မဖွင့်တာကောင်းတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီရင်ဖွင့်တဲ့အရာတွေကလေကို့အတွက်တစ်ခါလေးကြာရင်နောက်တစ်ချိန်မှာသူ့အတွက်လက်နက်ဖြစ်နိုင်တယ်လို့ကို့အတွက်သိစေနိုင်တဲ့အရာဖြစ်နိုင်တယ်။ကို့အတွက်ထောင်ချောက်ဖြစ်နိုင်တယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကရင်ဖွင့်မယ်ဟိတ်ဆိုရင်လေတခြားလေးလူရွေးချယ်ပြီးတော့ရင်ဖွင့်ရတယ်။အဲကြောင့်မို့ရင်ဖွင့်မယ်ဆိုတဲ့သူတွေကျွန်တော်တို့ဒါရင်ဖွင့်လို့ရမဲ့သူကိုရင်ဖွင့်ရမဲ့သူကဘလို့လဲဘသူလဲဆိုတော့တခြားနားထောင်ပေးပါနောက်ပြီးကြတော့ဒီရင်ဖွင့်မယ်ဟဲ့ဆိုရင်လည်းအများကြီးကိုယ့်ရဲ့လှုပ်ဝက်ချက်တွေကိုထုတ်မပြောမိပါစေနဲ့အရင်အရေးကြီးတယ်နော်ကိုယ့်ရဲ့လှုပ်ဝက်ချက်တွေကိုထုတ်ပြောမိလိုက်ပြီဟဲ့ဆိုရင်အရင်ဖွင့်ခံတဲ့သူကနောက်တစ်ချိန်မှာကိုယ့်အဲ့ဥစ္စာကထောင်ချောက်ဖြစ်နိုင်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ view site ပေးပါရင်ဖွင့်မယ်ဆိုရင်